ဒါတော့ဆိုးနာဦးရဲ့ boy ဆိုးနာဦးကတိုက်စစ်လို့ပြောပဲနော်တိုက်စစ်လို့ပဲပြောအနေထားရှင်နေကြည့်နေတယ်ဒီအဲ့လိုကုန်းပြီးတော့ပေးနေတာမိုက်ရောလားတိတ်မကြရွယ်ကွက်အဝမ်းပုတ်ထက်မှလည်းအဲ့လိုပဲတို့အလူကောင်းလည်းကွာနော်အဝမ်းပုတ်ထက်တော့တယ်ကြက်တော့ဝိတ်ခိုးတာလူကောင်းတော့ကွာတယ်နော်ကွယ်ထဲမှာဒါမှမဟုတ်သူလည်းကောင်းစုံရှိပြန်ရင်တွားတာဘူးနော်ရှုံးမဲ့တော့ညက်ခဲ့ဘူးဒါမှမဟုတ်ဒီပွဲတော့အခုလာမဲ့ပွဲတာသူ့ပွဲရကြည့်စင်ချိုင်တယ်တော်ရရခဲ့တယ်ကျန်ဖက်ကတော့ထိုင်းကိရင်မနော်အခုကမြန်မာကိရင်နဲ့ထိုင်းကိရင်အပြတ်ငူတော့လာမဲ့ခုနှစ်ရက်နေကြရင်ကိုယ်နဲ့ဒီတော့ပေးကြအောင်ကျုံမြန်မာဖိုက်တာတော့ရအောင်လို့တန်းစင်ရဲ့ဆိုနာဟူရဲ့ပြီးတော့ဗရော်နီကာရဲ့တုံးရောက်အော်သူဒီအဲ့လိုကောင်းအောင်ကြိုက်တာကိုကုန်းပေးတာတိမ်မှန်ကိုကရှောင်းဖျက်မယ်ဆိုရင်ရှောင်းထွက်လိုက်ဖူးဝါးတွေတောင်းလေရှောင်းတိန်နေဘလို့ပဲမခံနေနဲ့အပကပ်ကိုယ်ချီဝါတယ်ဒီကိုယ်ရတယ်ဘာကြည့်အစီကယူရမှာကြတော့နားလည်းမနေသူက respect ရှိပြီးသားပဲလဲတဲ့ဆောင်းမယ်အိုးတရောင်ကြည့်ရနော်ကြည့်ရလာပြီအမပဲဝညာဝတ်ဟုတ်ကြည့်မတိကျွဲခတ်နေကြတယ်လို့အဲ့လို clean sheet မွေးထိုင်မှဆိုရင်တောင်းလေဒူးရီနီးအဲ့လိုပေးနေရဲ့ဒူးရီဝင်သွားရမှာတရောင်လေးဝင်သွားအမတရောင်ဒီသူ့ရဲ့ပြန်တော့နာမည်တော့ခေါ်တော့ Thai fight မှာတခါတွေ့ဘူးလေဒီနိုင်ငံခြား fighter နဲ့ထိုးတယ်လေအထွန်းရင်းနဲ့ဘူးနေတဲ့အချိန်မှာခေါင်းနဲ့တဆောင်းမိလိုက်တယ်အဲ့သူတတိထားတဲ့ကြားတဲ့အောင်ဟုတ်လားကြည့်သွားတာဟုတ်လားသူလည်းသူ့မသူသိသွားရင်အဲ့တော့သူရှုံးပေးလိုက်ရကောင်းတက်ချက်